TNL ကအခုနောင်ချိုတိုက်နောင်ချိုရပြီတာနဲ့ငါတို့တက်မရှိတဲ့တောင်ခမ်းကိုဆက်တိုက်ဒီကောင်တောင်ခမ်းကိုတေချာပေါက်တိုက်တယ်တောင်ခမ်းကိုရခဲ့ရက်ဆောက်ကနေတစ်ဆင့်ရှမ်းပြည်တောင်ပိုင်းတောင်ကြီးထိချန်ကပ်လိုက်ရှေ့မြောက်ဖက်မှာဆိုရင်တော့နောင်ချိုရပြီပြင်ဦးလင်းမန်းလေးထိဆက်တိုက်ပြီးရင်တော့ညာဒေသတောင်ခမ်းကိုဒနု PDF DPL ကိုပေးခဲ့လိမ့်မယ် DPL ကိုရွာငံဒေသထိနေမီစိုးမိုးခွင့်ပေးမယ်လို့ဒီကောင်နဲ့မလုံးပေးထားတယ်ဒီကောင်နဲ့နိုင်ချက်လို့ဖြစ်နေတော့ဘယ်တက်နဲ့တိုက်တာသူတို့ပဲနိုင်တယ်လို့ထင်တယ်အေးအဲ့နိုင်ချက်ကိုရှုံးချက်ပြန်ဖြစ်ဆုံးမပေးရအမြဲတမ်းနောက်ကနေလိုက်နေတဲ့ခွေကိုရှောင်ပြေးနေတယ်လုံးမဖြစ်ပါဇာရှိရှိနဲ့နောက်ပြန်လှည့်ပြီးကန်ထုတ်လိုက်မှာအထိနာပြီးထွက်ပြေးမှာရန်သူကိုခွေးကန်ပြစ်တယ်လို့ကန်ပြေးဒါကြောင့်ကြိုတင်ပြင်ဆင်ထားရမယ့်အလုပ်တွေကိုငါပြောမယ်တရင်လိုက်ခံစစ်တွေကိုအကောင်းဆုံးပြင်ဆင်ထားပါတရင်တွေကအရန်ရိတ်ခါနဲ့73စီတို့တက်မောက်ရွှေပြောင်းစုပုံအာမာတ206ကအရေးကြီးပစ္စည်းနဲ့စာရွက်စာတမ်းတွေကိုထုတ်ဖို့ပြီးတက်မောက်ကိုပို့အာမာတ406က37လေပြည့်အမြောက်တွေကိုတက်မောက်ကိုရွှေ့အာမာတ406နဲ့အာမာတ354တို့ကခံစစ်စင်တဲ့အနေထားကနေအခြေအနေမပေးခဲ့ရင်တက်မောက်ကိုလာပေါ့တက်မဌာနချုပ်ကတော့တောင်ခမ်းရဲ့နောက်ဆုံးခံစစ်ပဲအရေးကြီးဆုံးကတက်အလိုက်ဆက်သွယ်မှုပြတ်တောက်စေနဲ့တိုက်ပွဲကာလမှာဖုန်းလိုင်းတွေပြတ်တောက်ခဲ့ရင်ဆက်သွယ်ရေးဇက်တွေကိုကောင်းကောင်းအသုံးချနိုင်မှုမင်းတို့ခုတည်းပြင်ဆင်တာအဲ့တော့အဓိကကြတာငါတို့တောင်ခမ်းဒေသတောင်ခမ်းဒေသအရှိမြောက်ရဲ့နောက်ဆုံးခံစစ်ပဲဒါပေမဲ့မင်းတို့သိထားမှာဒီကောင်တောင်ခမ်းကိုဘယ်တော့မှမရစေရရှေ့မြောက်ဒေသရဲ့အောင်ပွဲအစတောင်ခမ်းလည်းဖြစ်ရှင်းလားမင်းတို့စိတ်နှခွမဖြစ်ဖို့နဲ့ဘရင်အောင်ဖောင်ဖြတ်ပြီးတိုက်တယ်လို့တိုက်ဖို့လုပ်ရမယ့်အရေးကြီးဆုံးကိစ္စတွေဒီညာပဲလုပ်ကြမယ်ဒီဘက်တော့ရမယ်လေနားတော့15မိနစ်တွင်ကားပေါ်တက်မယ်လူတယောက်ကိုထောက်တစ်ခုစီပဲပါမယ်နိုင်ထဲမှာပြောင်းမချမ်းတော့လိုချင်ဘူးဘာကြောင့်မလို့တူမြန်လုံးဘာလို့ကပြည်စည်းကိုဘလို့သိပြီးတော့ဘယ်လိုသွားမှာလဲဆရာကြီးရဲ့ဝေးလိုက်ကြက်ကလေးကြဘယ်လိုလုပ်မလဲဆရာကြီးရဲ့လူတယောက်ထောက်ထောက်ဆိုတော့တနေ့ပြည်စည်းကဘယ်လိုလုပ်မှာလဲသွားနေတယ်လေပြန်မလာပြဆရာကြီးရဲ့ငါလည်းမသိဘူးတိုင်းပေါ်ကြောက်လို့ပြောတာရတော့ရတော့好，不动全家，给我，你帮我。大，现在给我带我。အမေဒါအမေကိုသိချမယ်နော်အမေဒါအမေနောက်လိုက်လာမှာအမေဘာကိစ္စအမင်းနဲ့ကိုလိုက်လာမှာဘေးတောင်ကဒီနေရာကကွယ်ဆောက်ရအောင်မှာမင်းရဲ့တောင်ပဲလေဒါအမေကိုစိတ်ပူလို့ပါအမေရဲ့ဒါစိတ်ပူလို့ပါအမေဘာလဲမင်းကြောက်နေရလားကြောက်နေမင်းကဘာရိုက်ပါတော့ဘာတော့မလဲတာဖေဖေရောခေါ်လဲလို့မရဘူးလားတာမမင်းနဲ့လိုက်သွားလေတာဖေဖေနောက်တော့လိုက်လာမှာတော့အမေမရှိရတာဗျာတော့အမေမရှိရတာဟုတ်ပါတယ်ဗျာသူ့ဖေကင်းသွားရင်တော့ကျမတို့ကပဲကြည့်ရှုစောင့်ရှောက်ပေးထားရတာပါဗျာဒါဆိုလည်းဒီကလေးကိုခင်ဗျားတို့ဆက်ပြီးစောင့်ရှောက်ပါဟုတ်ကဲ့ပါစိတ်ချပါพี่အားလုံးလည်းအစင်းနေဖြစ်ပါလေဒီရဲ့အစင်းနေဖြစ်ပါလေတာဒါဆိုခုပဲထွက်ကြတယ်ကဲပါမိသားစုဝင်တွေလမ်းခီးတစ်လျှောက်ညီမကပဲဒီစားပြုဆိုင်ခေါ်တော့ခဏလမ်းခီးမှာစားဖို့တောက်ဖွင့်ဟိုရောက်လိုအပ်တာလေးလိုရအောင်ဒါလေးပါအခက်အခဲတစ်ခု